ဒီနေ့တော့ငဖယ်ခဲလေးနဲ့လေးချက်စားကြရအောင်ရှင်ခဲလေးနဲ့ကျမအညာပါထည့်ချက်တယ်ရှင်ခဲလေးနဲ့ငယ်တော့အချိန်လေးတော့ပြေးပြေးသတိရမိသေးတယ်ငယ်ကအမေကခဲလေးနဲ့အညာကိုမောင်နှမရေလှူစားကြတဲ့အချိန်လေးကိုပြေးပြီးတော့သတိရသွားသေးတယ်ခဲလေးကိုတစားပြားလေးထည့်အောင်ပေါ့နော်မြုပ်ပြီးကျွတ်သွန်အဖြူအနီးညင်ငပိအနှဲငယ်နဲ့အရသာတွေနေပြီးတော့စီအနှဲငယ်နဲ့ခဏအနှက်ထားလိုက်မယ်ရှင်ပြီးသွားရင်တော့ရေနည်းနည်းထည့်ပြီးတော့စူပေါင်းတင်ထားလိုက်မယ်ရေလေးနည်းနည်းခမ်းလာပြီဆိုရင်တော့ကြော်ထားတဲ့ငဖယ်လေးတွေကိုထည့်လိုက်မယ်စီပြန်လာပြီဆိုရင်တော့အပေါ်ကနေပြီးတော့နည်းနည်းမင်းလေးအုပ်လိုက်မယ်ရှင်နည်းနည်းမင်းမကြိုက်တဲ့လူကမထည့်တော့ပါရှင်နည်းနည်းမင်းနှစ်ကိုင်းကွဲနေတယ်နည်းနည်းမင်းကြိုက်တဲ့လူရဲ့နည်းနည်းမင်းမကြိုက်တဲ့လူရဲ့ကျမတို့ကနည်းနည်းမင်းကြိုက်တဲ့ဘက်ကပေါ့ရှင်ကဲထမင်းစားလို့မိန်နဲ့ခရမ်းသီးငဖယ်နှစ်လေးရပါပဲရှင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်